ဘာအလုံးမှလှုပ်ရှားမရှိတဲ့အခါလူဟာစိတ်လေးလာတတ်ပါတယ်စိတ်လေးတော့အတွေးပေါင်းဆုံးရှောက်တွေးပြီးအတွေးတွေနဲ့လုံးထွေးရစ်ပတ်ရင်စိတ်တွေညစ်လာစိတ်သက်တွေကျလာပါတယ်အကောင်းမြင်စိတ်တွေပါလျလွင်ပြေပြီးအဆိုးမြင်တဲ့စိတ်တွေအားငယ်တဲ့စိတ်တွေတိမ်ငယ်စိတ်တွေကနေရာယူလွှမ်းမိုးချဲလဲလာပါတော့တယ်အဆိုးမြင်တော့အပြက်တွေတော့ဘာလုံးလုံးအစင်မပြေတော့စိတ်သက်တွေကြအဲ့ဒီတန်တရားဆောင်ဝန်းတွေကနေရုံမထွက်နိုင်ပဲလဲနေတတ်ပါတယ်မကောင်းတဲ့အတွေးတွေအဆိုးမြင်တဲ့အတွေးတွေထပ်တလဲလဲတွေးတက်လာတဲ့အခါအကျင့်တစ်ခုလိုဆွဲလာပါတယ်ဘာတွေးအကောင်းဘက်ကနေမတွေးတတ်တော့ပဲအပြက်ဘက်ကနေတွေးမိနေတော့တာပါဒါကြောင့်အတွေးပုံစံကိုပြုပြင်ဖို့လိုပါတယ်ပျော်ရွှင်ကောင်းမွန်တဲ့အတွေးတွေတွေးနိုင်ဖို့ဆိုရင်ကိုယ်စိတ်ကိုပျော်ရွှင်စေတယ်ကိုယ်တကယ်စိတ်ပါဝင်စားတယ်နှစ်သက်မြတ်နိုးတဲ့အလုပ်ကလေးတွေလုပ်ကြည့်ပါအချိန်တွေဘယ်လိုကုန်သွားမှန်းမသိတော့အောင်အလုပ်ထဲမှာပျော်ဝင်နေပါလိမ့်မယ်တချို့ကခြံထဲမှာပန်းမင်ကလေးတွေစိုက်တာမြေစွာရေလောင်စသည်ဖြင့်စိတ်ရောကိုယ်ပါမြုပ်နှံပြီးနေတတ်ကြပါတယ်တချို့ကဟင်းချက်တာတချို့ကအိမ်တန်ရှင်းရေးလုပ်တာတချို့ကအင်ကြီးကလေးတွေချုပ်တာစာဖတ်တာတရားထိုင်တာတရားနာတာစသဖြင့်ကိုယ်စိတ်ပါပျော်ရွှင်တဲ့အလုပ်ကလေးတွေလုပ်ကြည့်ပါစိတ်ဟာတိတ်တိတ်တသားကြည်လင်ပေါ်ပါပြီးပျော်ရွှင်လာပါလိမ့်မယ်ကိုယ်စိတ်ပါပျော်ရွှင်တဲ့အလုပ်ကလေးတွေနဲ့စိတ်ကမအားလတ်နိုင်အောင်ဖြစ်နေတဲ့အချိန်မှာအဆိုးမြင်အတွေးတွေလည်းဝင်မလာနိုင်တော့ပါဘူးရရှိလာတဲ့ရလဒ်ကလေးတွေကိုကြည့်ပြီးတစိမ့်စိမ့်ပျော်ရွှင်လာစေပါတယ်ကိုမလုပ်ချင်တဲ့အလုပ်တွေကိုစိတ်အပင်ပန်းခံပြီးဖြည့်ညှစ်လုပ်နေမယ့်အစားကိုပျော်ရွှင်နှစ်သက်တဲ့ဝါသနာပါတဲ့အလုပ်ကိုပဲထူးချွန်ပေါက်ရောက်တဲ့အထိလုပ်ကြည့်ပါဥပမာအချက်အပြုံမုံဖုတ်တာဝါသနာပါတဲ့သူဆိုရင်လည်းသင်တန်းနေတက်ပြီးကျွမ်းကျင်အောင်သင်ယူနိုင်ပါတယ်ဟင်းကလေးတွေချက်မုံကလေးတွေဖုတ်ပြီး YouTube လို channel မှာတင်လို့ရပါတယ်အစားအသောက်နဲ့ခရီးသွားတာဝါသနာပါတဲ့သူဆိုရင်လည်း food blogger လုပ်လို့ရပါတယ်ကိုနှစ်သက်ပျော်ရွှင်တဲ့အလုပ်ကနေဝင်ငွေရှာနိုင်ပါတယ်ခုခေတ်မှာ YouTube channel တွေခေတ်စားလာတာနဲ့အမျှအခွင့်အလမ်းတွေလည်းပွင့်လန်းလို့လာတာပါပဲကိုပျော်တာလေးလုပ်နေရင်ဝင်ငွေလည်းရတော့ပိုပျော်ရွှင်ရတာပေါ့လေပျော်ရွှင်နေတဲ့လူဟာစိတ်လက်ပေါ်ပါကြည်လင်စွာနဲ့အကောင်းမြင်နိုင်တဲ့အစွမ်းတွေထပ်သန်လာစေပါတယ်ထိုစွမ်းအင်ဟာတန်လိုက်တတ်တွေလိုပဲကောင်းသောကံတရားတွေအောင်မြင်ခြင်းနဲ့ချမ်းသာဒုက္ခတွေကိုဆွဲငင်ပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့်ကိုနှစ်သက်ပျော်ရွှင်တဲ့အလုပ်တွေကိုသာလုပ်ကြည့်ပါ။စိတ်ချမ်းသာအောင်မြင်ခြင်းတွေကအစဉ်သင်စောင့်ကြိုနေပါလိမ့်မယ်။